ကြီးကတော့တခြားချိုးလို့မဟုတ်ပါဘူးဒီလိုမျိုးလေးပါမျိုးပေါ့နော်အဲ့လိုမျိုးမျိုးလုံးလေးခဏလောက်မှိတ်ထားမယ်စိတ်ရန်နေရေးတွက်လိုက်မယ်ပေါ့နော်15စက္ကန့်လောက် Okay Hello အားလုံးပဲမင်္ဂလာပါဒီနေ့ကကြတော့ပေါ့နော်ကျွန်တော် channel ခေါ်ထားတာ၄ရက်မြောက်တဲ့နေ့ပဲဖြစ်ပါတယ်ခင်ဗျာ၄ရက်မြောက်တဲ့နေ့မှာဆိုရှင်ဒီနေ့ကတနင်္ဂနွေနေ့ဖြစ်တယ်တနင်္ဂနွေနေ့ဖြစ်တဲ့အတွက်ကျွန်တော် schedule ထဲမှာဆိုရှင်ဒီနေ့ကကြတော့ပေါ့နော်အင်္ဂလိပ် video ကြည့်ပြရမယ်ပေါ့အင်္ဂလိပ် video ကြည့်တဲ့အခါမှာကျွန်တော်စက်တိုက်တယ်ပေါ့နော်အင်္ဂလိပ်စာတန်ထိုးနေပါတဲ့ဟာကိုကျွန်တော်ကြည့်ပြီးတော့လေ့လာမယ်လို့ပြောပါတယ်ဒါပေမဲ့ကျွန်တော်အင်္ဂလိပ်လိုကြည့်လို့ရတဲ့ website တွေပေါ့နော်ကျွန်တော်ကောက်ရှာကြည့်လိုက်တယ်ရှာလို့တော့တွေ့ပါတယ်ဒါပေမဲ့ကျွန်တော် region ကကြတော့ဂျပန်ဖြစ်နေတဲ့အတွက်ပေါ့နော်ကျွန်တော်ကြည့်လို့မရဆိုပြီးတော့ပဲသူတို့ဘက်ကတက်လာပါတယ်အဲ့ဒါကြောင့်မို့ကျွန်တော်အခု YouTube ကနေပြီးတော့ရှာထားပြီးတော့ပေါ့နော်ကတ်တုံကားလေးကျွန်တော်ကြည့်မှာပဲဖြစ်ပါတယ်ကတ်တုံကားကြတော့ကျွန်တော်တော်တော်လေးကြိုက်တဲ့ထဲမှာပါတယ်ပေါ့နော်လူကြီးဘယ်လိုပြောမလဲ drama လို့အဲ့လိုမျိုးပြီးရင်အချစ်ကားပေါ့နော်အဲ့လိုမျိုးကားတွေဆက်ဆိုကျွန်တော်ဒီမျိုးကတ်တုံကားလေးကိုကြည့်ရတာပို့ပြီးတော့သဘောကျတယ်ပေါ့ကျွန်တော်ဒီနေ့ကြည့်ရကတ်တုံကားကြတော့ဘာလဲဆိုတော့ပေါ့နော် can break of spirit ပေါ့နော်အဲ့ဟာကိုကျွန်တော်ကြည့်တာပါcan break of spirit ဟုတ်ပါကျွန်တော်အဲ့ကောင်ကိုကျွန်တော်ကြည့်မယ်ကောင်းလားမကောင်းလားတော့ကျွန်တော်လည်းမသိဘူးပေါ့နော်အခုမှကျွန်တော်ကတ်တုံကားလေးကြည့်လို့ဆိုပြီးတော့ကောက်ကြည့်လိုက်တာပေါ့ဟုတ်ကဲ့ပါကျွန်တော်တို့လည်းကြည့်ပြီးကြပါဦးခင်ဗျာHow's here? I see passage to the launcher. Our village is now the shrines energy, so that our faith will close. Trapped spirits in the area, tangled in tragedies of our past. You must help these spirits if you wish to reach the mountain shrine. On my way, I met some children. They asked me how free way and power. I'm not surprised that they inside Althundia. They are clever children, and would do anything for their brother. We have always crafted wooden masks to honor those who have passed on. Right here, the masks slowly turn to dust, making the spirits journey into the next life. My father is asleep tonight. Our traditions are different, but the outside spirits have some disasters. So you know what happens to spirits unable to move on. Take Taro's mask. He's bound to his spirit, and will help you fulfill your promise to the children. Hello ဟုတ်ကဲ့ပါကျွန်တော်အခုစကားလေးကြည့်လိုက်မယ်ပေါ့နော်ကျွန်တော်ကြည့်ရချင်တယ်နည်းနည်းလေး15မိနစ်လေးကြော်ဝိုင်းဖြစ်တဲ့အတွက်ကျွန်တော်မျက်စိလေးချင်းကလေးလုပ်လိုက်ပါအောင်မျက်စိလေးချင်းကတော့တခြားချိုးလို့မဟုတ်ပါဘူးဒီလိုမျိုးလေးပါမျိုးပေါ့နော်အဲ့လိုမျိုးလုံးလေးခဏလောက်မှိတ်ထားမယ်စိတ်ရန်နေရေးတွက်လိုက်မယ်ပေါ့နော်15စက္ကန့်လောက် Okay 1 2 4, 5, 6, 7, 8, 9, 10, 11, 12, 13, 14, 15. Okay. So 15 minute. Oh sorry. 15 second ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်မျက်စိလေးကိုကစားမယ်ပေါ့နော်ဘယ်လိုကစားရမလဲဒီလိုမျိုးပေါ့အဲ့လိုမျိုးဖေးညာပေါ်အောက်ဖေးညာအပေါ်အောက်ဖေးညာအပေါ်အောက်ဖေးညာအဲ့လေကျွန်တော်နည်းနည်းမြင်နေကစားပေးပေါ့နော်အဲ့ကျွန်တော်မြင်းတောင်လေးကို10ခါလောက်အဖွင့်ပေးနေကစားမယ်ပေါ့နော်ဟုတ်လေ6ခါ8 Okay အဲ့လိုမျိုးလုပ်ပြီးလိုက်ပြီဆိုလို့ရှိရင်ဒါကျွန်တော်ဒီမျက်စိလေးခဏနည်းနည်းလေးတော့အညောင်းပြီးသွားပြီပေါ့နော်အဲ့လိုဆိုကျွန်တော်တို့ဇက်ကာကိုဆက်ပြီးတော့ကြည့်လို့ရပါပြီဟုတ်ကဲ့ပါအကုန်လုံးလဲကျွန်တော်လုပ်ပြထားတယ်ပေါ့နော်မျက်စိလေးချင်းကလည်းလုပ်ပြီးတော့ကိုကြည့်ကျင်တဲ့ဟာတွေပြီး screen time များတဲ့အချိန်မျိုးမှာဆိုလို့ရှိရင်ဒီမျိုးလုပ်ပြီးတော့ကျွန်တော်တို့လေ့လာနိုင်ပါတယ်ဟုတ်ကဲ့ပါအဲ့ဆိုရင်ကျွန်တော်အခုစကားလေး movie လေးကိုကျွန်တော်ဆက်ပြီးတော့ကြည့်လိုက်ပါဦးမယ်အဲ့တော့မနေ့ပြန်ကျွန်တော်ပေါ့နော် day 5 Monday မှာကျွန်တော်ပြန်ပြီးတွေ့ကြရအောင်ခင်ဗျာအားလုံးပဲတာယာနေလေးပတ်ဆိုင်နေကြပါစေခင်ဗျာ bye bye